ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာရင်းနဲ့ကျွန်တော်ရဲ့ India TV Series Recap Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပြစီဒီနေ့မှာတော့မိသားစုတွေကြားတွေကအလွဲလွဲချော်ချော်ကိစ္စတွေကိုရီမောစရာစိတ်ဝင်စားစရာပြီးတော့စိတ်လှုပ်ရှားစရာတွေနဲ့တင်ဆက်ထားတဲ့ဟာဒကားကောင်းလေးတစ်ခါကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်လူတစ်ပါးအရမိသားစုဆိုတာကတစ်ခါတလေမှာခေါင်းကိုက်စရာကောင်းနေဆိုပေမဲ့ဘလို့မှခွဲခွာလို့မရတဲ့တန်ရုံးစင်တွေဖြစ်ကြောင်းကိုဒီကားလေးကနေပြီးတော့ပြသနေပါတယ်ဒီဇလန်လေးထဲမှာမင်္ဂလာဆောင်တော့မဲ့တူဖြစ်သူနဲ့အချစ်ကိုရှာဖွေနေတဲ့အသက်50ရွယ်လူပြိုကြီးဦးလေးတို့ကြားတွေကရှုပ်ထွေးမှုတွေကိုမြင်တွေ့ရမှာပါ။ဒါပြင်မှာတန်ဖိုးကြီးမားတဲ့မူရစ်စေဝါအထုပ်ကြီးတစ်ထုပ်ကြောင့်မလို့လူမိုက်တွေရဲရီနဲ့ရောထွေးပြီးတော့ဘလောက်တောင်ပြောင်းဆန်သွားမလဲဆိုတာကိုလည်းစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုအောင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးနေကြအရှိန်တူပဲဖြစ်ပါတယ်။အစင်းလေးဖြစ်ပြီးဆိုရင်တော့ကျွန်တော်ဇလန်လေးကိုစလိုက်အောင်ပါ။ဆန်ကျူးဆိုတဲ့သူရဲ့ဆက်တာဆိုတဲ့လူနဲ့ပြီးတော့လာဘူးဆိုတဲ့သူတို့ကအိန္ဒိယစတိုင်အိမ်ကြီးတစ်လုံးထဲမှာစီစီကကနေထိုင်ကြတဲ့မိသားစုကြီးတစ်ခုတွေကညီကိုတွေဖြစ်ကြပါတယ်။ဒီနေ့ကတော့ဆန်ကျူးရဲ့မင်္ဂလာပွဲအကျိုးနေ့ရက်တွေကတရက်ဖြစ်ပြီးတော့ရန်နီးရဝေးကနှစ်ဖက်ဆွေမျိုးတွေအားလုံးကလည်းအစုံလင်ရောက်ရှိနေကြပါပြီ။လာဘူးတယောက်သူ့ရဲ့အခန်းထဲမှာအငွေ့လေးနည်းနည်းရှူပြီးတော့အောက်ထပ်ကိုပျော်ပျော်ကြီးဆင်းလာရင်လမ်းမှာရေငက်လာကြအောင်မလို့အေးခွက်တစ်ခွက်ကိုယူတော့လိုက်ပါတယ်။အောက်ထပ်မှာတော့အမေရိကန်ကနေခဏလောက်ပြန်လာတဲ့ဆန်ကျူးကိုရောက်ခမလုပ်သူကမင်္ဂလာတနခါကိုလိမ့်ပေးနေပြီးတော့တမက်ရတာကံကောင်းကြောင်းလေးတကြွားကြွားနဲ့ပြောဆိုနေကြတာပါအတော်လောင်းနေရလေပဲအခုကလေးကအိမ်ခေါ်သွားခြင်းနေပြီဆိုပြီးတော့အသေးတရားရချီးကျူးနေကြသလိုစန်ကျူးရဲ့ဖခင်ဖြစ်သူကလည်းဒီမြင်ကွင်းကိုကြည့်ပြီးကြည်နူးနေပါတယ်သူတို့သမီးမစ္စတီရဲ့မူလဂျီယိုလက်ဂျီလုံနေမှုကြောင့်မလို့၄နှစ်တောင်မှစောင့်ခဲ့ရကြောင်းလည်းနှမျောတတနဲ့ပြောနေပါသေးတယ်ဒီလိုမျိုးအားလုံးပျော်ရွှင်နေကြတဲ့အချိန်မှာတီးတိုးငိုရှိုက်တန်တစ်ခုထွက်ပေါ်လာကြောင်းမလို့အားလုံးကခဏလောက်ငြိမ်သက်ရပ်တန့်သွားပါတယ်အတန်လာစီကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့တရှုံရှုံငိုနေတဲ့အငယ်ဆုံးဦးလေးဖြစ်သူလူပြိုကြီးဘက်ကိုတွေ့လိုက်ရပါတယ်အားလုံးကလည်းဘာလို့ငိုရလဲဆိုပြီးတော့ချုံမော့မေးမြန်းတဲ့အခါကျတော့စန်ဂျူကိုဟယ်ရီလူးပေးနေတဲ့ဘက်ကတူရီအားလုံးအသီးသီးအိမ်အောင်ကျသွားပေမဲ့သူ့ကိုတော့သူတို့သမီးရှာပေးဖို့မိထားကြလို့ဝမ်းနေနေရတာဆိုပြီးတော့ရင်းဖွင့်ပါတယ်ဘက်ကသူ့ကိုတယောက်မှမချဲကြဘူးလို့ဆွဆွဲရင်းနဲ့သူ့သက်50ပြည့်ပြီဖြစ်လို့သူတို့သမီးရှာပြီးတော့လက်ထပ်ပေးဖို့အတင်းပူစားပါတယ်မင်္ဂလာပွဲဆိုတာကအလွယ်တကူစီစဉ်လို့မရကြောင်းဖြောင်းပြကြပေမဲ့ဆွေမျိုးတွေစုံတော့တူဖြစ်သူနဲ့နှစ်ပါးသွားမင်္ဂလာပွဲကျင်းပပြီးဖို့ဘက်ကဇက်တိုက်တောင်းဆိုနေရပါနောက်ဆုံးမှာတော့သူ့ရဲ့စိတ်ချမ်းသာသွားစေဖို့အတွက်မကြခင်မှာပဲသူတို့သမီးရှာပြီးတော့မင်္ဂလာပွဲကျင်းပပေးပါမယ်ကွာလို့အားလုံးကအလျှော်ပေးလိုက်ရပါတယ်။ဒါမဲ့လည်းဘက်ကလုံးဝမယုံကြည်ဘဲနဲ့ဆောက်ရွက်ပေါ်မှာလက်ထပ်ပေးပါမယ်လို့ရေးခိုင်းကအားလုံးရဲ့လက်ဝေတွေကိုပါတက်တဲ့အဖြစ်အတင်းဖိနှိပ်ယူလိုက်ပါတယ်။ဒီလိုမျိုးထူးခြားတဲ့ဘက်ရဲ့လောက်ရက်တွေကြောင့်အုံနောက်နဲ့အာယုံကျော်ဆရာဝန်စီကိုပြသစစ်ဆေးကြည့်တော့ဘက်ရဲ့အချိန်ကြီးဟာဆေးတောက်တင်တာကြာနေပြီဖြစ်ကြောင်းပြောကဆေးပေးပါတယ်။ဘက်ကဆေးရည်နဲ့ဓာတ်မတည့်ပဲဝမ်းရှော့တက်လို့ဆေးမတောက်ပဲနေတဲ့အခါမှာယောဂတရက်ထက်တရက်ပိုဆိုးလာနေတဲ့အတွက်ကုသမှုအမြန်ဆုံးခံယူဖို့ကာကီးမျိုးကစိတ်ကျန်းမာရေးဆေးရုံကိုအမြန်ဆုံးတင်ထားဖို့ဆရာဝန်ကြီးကအကြံဉာဏ်လေးပေးသွားပါတယ်။ဒီအကြောင်းတွေကိုလာဘူးနဲ့ဆန်ဂျူတို့ကအလုပ်သွားရင်းနဲ့ဆက်တာကိုဖောက်တယ်ချတဲ့အခါမှာလေဆက်တာကတော့အော်ဟစ်ပြီးတော့ရီမောပါတယ်။အမေရိကန်နဲ့ခုမှပြန်အောင်လာပြီးတော့ဆန်ဂျူကဦးလေးဘက်ကိုတနာလို့ဆိုပြီးတော့လက်ထပ်ဖို့ဂရီပေးခဲ့တာဖြစ်တယ်ဆိုပေမဲ့နေ့စဉ်အတူတူနေထိုင်နေရတဲ့ဆက်တာနဲ့လာဘူးတော့ဖို့ကတော့ဦးလေးဖြစ်သူရဲ့ဦးကြောင်လုံးရက်တွေကအတော်လေးကိုဘေးကျက်နံကျက်ဖြစ်စရာကောင်းနေတာပါ။ဆန်ကျူကတော့အဓိပ္ပာယ်မရှိတာတွေမပြောဖို့တားမြစ်ပြီးတော့ဦးလေးဘက်ကိုစေးုံပို့ဖို့သာစီစဉ်နေပါတယ်။သူတို့ညီကိုတွေရဲ့အငှားကားဝန်ဆောင်မှုလုပ်ငန်းကိုရောက်သွားတဲ့အချိန်မှာမန်နေဂျာဖြစ်သူကဝရန်ပြေးဘူရာလေစင်းရဲ့သတင်းလာနေတဲ့ TV channel ကိုကြည့်နေရဖြစ်ပါတယ်။ဆရာကသူစီစဉ်ခိုင်းထားတာတွေပြီးမပြီးစစ်ဆေးပြီးတော့ဆန်ကျူရဲ့ဟန်နီမွန်းအတွက်ဘာလီသွားမယ်လင်းလက်မှတ်နှစ်ဆောင်ကိုလက်ဆောင်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာဦးလေးလက်ကဖျားချောင်းသွားရင်းနဲ့ကားပြောက်သွားလို့ဆိုပြီးတော့လာကြိုပေးဖို့ဆန်ကျူစီကိုဖုန်းဆက်လာပါတယ်။မန်နေဂျာကိုသွားပြီးတော့ကြိုခိုင်းပေမဲ့ကားတွေအားလုံးအငှားလိုက်သွားလို့တစည်းတဲ့ကြံခဲ့တဲ့ E6062 ကားကိုလွှတ်ပေးဖို့ခိုင်းလိုက်ပေမဲ့ပြဿနာက E6062 ကားဟာငှားပြီးသားကားဖြစ်နေရပါမကြခင်ငှားထားလူတွေကလာယူတော့မှဖြစ်လို့မန်နေဂျာအခက်တွေ့နေရဆိုပေမဲ့စတားစိတ်တူတူနဲ့မန်နေဂျာစီကတော့အတင်းလူယူလိုက်ပြီးတော့စံကျူရဲ့မင်္ဂလာပွဲမပြီးမချင်းဘယ်ကားမှမငှားတော့ဘူးလို့ကြေညာလိုက်ပါတယ်အဲ့ဒီကောင်လွန်ခဲ့တဲ့တလကျော်ကလေးကနေ့စဉ်မပြတ်ငှားနေတာလူမိုက်ဖောက်တွေဖြစ်ကြောင်းမန်နေဂျာရှင်းပြလိုက်တယ်ဆိုပေမဲ့လေစတားကသူကလည်းဇိုးပဲလို့ပြောပြီးတော့ကောင်းအောင်မောင်းထွက်သွားပါတယ်လာဘူးက E6026 ကိုမောင်းပြီးတော့ဦးလေးလက်ကိုကြိုးဖို့အတွက်ဖျားချောင်းအသွားအဲ့ဒီလန်ကူလက်မှာကားငှားထားတဲ့လူမိုက်နှစ်ယောက်ဖြစ်တဲ့စတာလီနဲ့ချောင်မေးကြီးတို့လှမ်းပြီးတွေ့သွားကြပါတယ်သူတို့နေ့စဉ်ငှားနေကြသူတို့ကားကတခြားလူတစ်ထည်ကိုပါသွားကြအောင်မလို့မျက်လုံးပြူးအံ့ဩသွားပြီးမန်နေဂျာစီကိုသွားရောက်မေးမြန်းကြတဲ့အခါမှာပိုင်ရှင်ကအတင်းလူသွားတယ်ဆိုတာသိလိုက်ရပါတယ်။ချောင်မီးကြီးကလည်းပဲသူတို့ငှားမဲ့ကားကိုလုပ်ငန်းပိုင်ရှင်ညီရဲ့မင်္ဂလာပွဲအတွက်ယူသွားကြောင်းသူတို့တတိစီကိုလမ်းပြီးဖုန်းဆက်လိုက်ပါတယ်။စန်ညူးနဲ့မေစီတို့နှစ်ဖက်မိဘတွေကလည်းမုံဂျိုတွေခေါ်လက်ဝဲရတနာတွေအပြိုင်ဆိုင်ဆင်ပေးနေရင်အယောင်ပြောစရာကောင်းတဲ့မြင်ကွင်းလေးဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲအခန်းထဲမှာလက်ဝဲနေထားတဲ့သဘောတူညီမှုစာရွက်ကလေးကိုကြည့်ပြီးတော့တယောက်တည်းကြည်နူးနေတဲ့သူကတော့ဘတ်ပဲဖြစ်ပါတယ်။ဗတ်တယောက်ပွဲတွေကိုပြန်ပြီးရောက်လာတဲ့အချိန်မှာသူ့အတွက်အဝါရောင်နဲ့သမီးတစ်ပါးကိုတွေ့လိုက်ရလို့ရင်ခုန်သွားပါတယ်။ဒါနဲ့ပဲအကိုလက်စီမှာသွားပြီးတော့စုံစမ်းပေမဲ့စကားမဆုံးခင်မှာပဲအဲ့ဒီနဲ့သမီးလေးမှာကျင်ဘက်ရှိနေမှန်းသိလိုက်ရလို့အသေးကွဲသွားပြန်ပါတယ်
အဲ့ဒီအချိန်မှာမစ္စတီရဲ့ဖခင်ရောက်လာပြီးတော့စကားစမီပြောတဲ့အခါမှာဘက်ကသူ့အတွက်ပါရောက်ခမရှာပေးဖို့အတင်းပူစားပါတယ်သူကဆက်လိုက်အရက်ကွန်းကင်းစင်ကြောင်းပိုင်းအောင်တန်းရဲ့နှက်ခမ်းကိုတက်တည်ပြပြီးတော့တမက်လိမ်မာလေးဖြစ်စီရမယ်လို့ပါအာမခံနေရပါဒါအောင်မြင်သွားတဲ့ဆန်ကျူးရဲ့ဖခင်အကူကြီးဖြစ်သူဟာညီဖြစ်သူဘက်ကိုအခန်းထဲပြန်ဖို့ပြောနေရနေအော်ကြီးဟစ်ခြင်းနဲ့ရန်ပွဲတွေဖြစ်သွားပါတယ်အကိုဖြစ်သူရဲ့ဘရုံးမမင်္ဂလာမဆောင်ရမယ့်ကောင်ဆိုတဲ့စကားဘတ်တော်တော်လေးကိုနာကြီးစရာဖြစ်သွားရပါတယ်သူလက်ပွေနေထားတဲ့အာမခံစာရွက်ကိုထုတ်ပြနေတဲ့အချိန်မှာပဲဘုံတော်ကြီးကမင်္ဂလာမောင်နှံကိုလှမ်းခေါ်လိုက်လို့ရန်ပွဲကခဏလောက်ငြိမ်သွားပြီမယ်ဘက်ကသူလည်းပဲဆန်ကျူးနဲ့တူတူမင်္ဂလာဆောင်ခြင်းကြောင့်အတင်းပြောနေပါတယ်အကိုဖြစ်သူကတူဖြစ်သူကိုနှောက်ယှက်ရလောက်အောင်ယူနေရလောက်လို့ဆွဆွဲလိုက်ပြီးတော့သူ့အတွက်အတုဝပွဲပဲပြင်ပေးဖို့ပြောချလိုက်ပါတယ်အဲဒီစကားကြောင့်မလို့ဘတ်တယောက်အော်ဟစ်စုကိုတောင်းချမ်းနေနေသူ့ရဲ့အတုဝမှာအားလုံးပျော်ပျော်ကြီးစားတော့ကြဖို့တေးပေးမယ်လို့ပြောကဂိမ်းကမြစ်ထဲကိုခုံချဖို့အတွက်ထွက်ပြေးသွားပါတော့တယ်ဒယ်လီဗာရီပို့သူစီကဆိုင်ငယ်ကိုလူပြီးတော့ထွက်ပြေးသွားခဲ့တဲ့ဘိုက်ရဲ့နောက်ကိုဆန်ကျူးတို့ကလည်းကားနဲ့အမိလိုက်ကြရပါတယ်သူတို့အိမ်ရှိမှာတော့ငှားထားတဲ့ E6062 ကားကိုလာပြီးတော့စုံစမ်းတဲ့စတာလင်နဲ့ချောင်မေးကြီးတို့ရောက်နေပြီးတော့သူတို့တက်ပို့ပြီးတော့ရှုပ်နေတဲ့ဆန်ကျူးမိသားစုကိုကြီးကစိတ်ပြတ်နေပါပြီဘက်ကဆိုင်ငယ်ကိုအရှင်ကိုမောင်းပြေးပြီးတော့မြေကူးတထားတစ်ခုရဲ့အလင်းနောက်ရောက်တော့မှဆိုင်ငယ်ဘဝဆင်းကရီတော့ခုံမှုတက်ကြိုးစားပါတယ်ဆန်ကျူးကလည်းသူ့ရဲ့ဦးလေးကိုအပြေးလွှားလိုက်လံတားဆီးနဲ့လှမ်းဆွဲလိုက်တဲ့အခါမှာတုံးချသလိုဖြစ်သွားပါတယ်အဲ့ဒီမှာသူကိုယ်တိုင်မှာအရှင်လုံပြီးတော့နှစ်ယောက်သားရီတွေကိုပြုတ်ကျသွားပါတယ်အိမ်မြောင်းတဲ့အချိန်မှာဆရာဝန်ကဘက်ကိုဆေးရုံတင်ဖို့စီစဉ်ပြီးပြီဖြစ်ပေမဲ့လူနာတင်ကအခက်အခဲဖြစ်နေတာပါဦးလေးလက်ကသူနဲ့စတာသွားပို့ပေးမယ်လို့ပြောပေမဲ့ဆန်ကျူဟာသူတို့သမီးမေစီစီကခွင့်ပြုချက်ယူပြီးလာဘူးစတာအောင်နဲ့အတူတူကိုယ်တိုင်သွားပို့ပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့ညနေပြန်ရောက်လာနေတာမလို့နှစ်ရက်လိုသေးတဲ့မင်္ဂလာဆောင်အတွက်စိတ်မပူဖို့မိသားစုကိုနှစ်သိမ့်လိုက်ပါတယ်ဆရာဝန်ရဲ့စီးရှိန်တဲ့အိပ်ပျော်နေတဲ့ဘက်ကိုကားပေါ်တင်ပြီးဆန်ကျူးတယောက်ခရီးဝေးသွားမယ်လူလိုအားလုံးကိုတယောက်ချင်းနှုတ်ဆက်ပါတယ်မေစီနဲ့စစ်ဆက်လက်စွပ်ဖလှယ်ပြီးတော့ A602 စစ်တူးကားလေးနဲ့ကာဂိမ်းမျိုးထွက်ခွာလာခဲ့ကြပါတယ်အိရှိမှာသူတို့ကားကိုစောင့်ကြည့်နေတဲ့ချောင်မေးကြီးနဲ့စတာလင်တို့ကလည်းပဲကားထွက်သွားတော့မြင်တာနဲ့အနောက်ကနေအမြန်ဆုံးလိုက်ကြပါတယ်အဝေးပြေးလမ်းတိုင်းပဲတညာလုံးမောင်းလာကြအောင်လို့ချောင်မေးကြီးတို့ကလည်းနားမလည်နိုင်ဖြစ်နေကြပြီးနောက်တော့မှလူရှင်တဲ့နေရာမှာအပြောက်ရိုက်ဖို့ဒီလမ်းပိုကောင်းတယ်လို့သူတို့ဘာသာကောက်ချက်ချလိုက်ကြတာပါစတာလင်ကတနက်သေးကြည်ပြည့်နေပေမဲ့တတိယအကြမ်းမဖက်ဖို့မှားထားကြောင်းချောင်မေးကြီးကတတိပေးရပါသေးတယ်လန်ကီမှာတရက်ခံပြီးဘူရာလေစင်းကိုရှာနေရဲ့ရဲရင်နဲ့တွေ့လို့တတိလစ်လူနီးပါအိပ်ပျော်နေတဲ့ဘက်ကစင်းကိုပို့ရမယ့်လူနာဖြစ်ကြောင်းရှင်းပြခဲ့ရပါတယ်စစ်စေးဂိတ်ကိုကြော်လာပြီးတဲ့နောက်မှာချောင်ဘေးကြီးတို့ကကားကိုဘေးချင်းရှင်မောင်းလာပြီးတော့ကားရက်သွားအောင်လို့နောက်ဘင်းပေါက်နေကြောင်းလှမ်းပြီးတော့လိန်ပြောပါတယ်။ဒါမဲ့လေဆန်ကျူးကစတာလင်တို့ပုံစံကိုကြည့်ပြီးတော့အချင်းနေမဟန်မှန်သိရကြောင်းမလို့စက်တောင်အမြန်ဆုံးမောင်းထွက်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့အဝေးပြေးလမ်းမပေါ်မှာအသေးလဲကားပြိုင်မောင်းကြရင်နဲ့လမ်းပြင်ရဲ့လမ်းလွဲတစ်ခုရောက်မှာတော့စတာကဘော်ဒီချင်းဝင်တိုက်ချလိုက်ကြကြောင်းမလို့စတာလင်တို့ကလမ်းမေးချော်ပြီးတော့ဘိန်းနဲ့သွားပါတယ်။ကားကိုထားခဲ့ပြီးတော့လမ်းမပေါ်ရောက်လာချိန်မှာကားစီးလာနေရတွေ့လို့ချောင်မေးကြီးကိုလမ်းပေါ်လဲရိုက်ခိုင်းလိုက်ပြီးတော့စတာလင်ကတနက်နဲ့ကောက်ချိန်ပြီးကားကိုလှုပ်လာကြပါတယ်။ဆန်ကျူးကတော့ညာဘက်ကိုပြင်းပြင်းရီဖြတ်တန်းရင်းနဲ့နောက်တစ်နေ့မနေ့ရောက်တော့တောဆက်မှာကက်ရက်ပြီးတော့အပေါ်ဆွန်ခဲ့ကြပါတယ်။အိမ်မောကြနေတဲ့ဘက်ကိုတော့ကားပေါ်မှာတိုင်းကျိုးနဲ့တုပ်ထားခဲ့ပါတယ်။ပြန်ပြီးတော့ဆက်ထွက်လာတဲ့အချိန်မှာသတိရလာတဲ့ဘက်ကပတ်ဝန်းကျင်အလှကိုသဘောကျနေပြီးဘယ်သွားနေကြလဲလို့အိမ်မုံစုံမောနဲ့မေးပါတယ်။မုံစားနေရလာဖို့စီကမုံနေနဲ့တောင်းစားရင်းနဲ့သူကြိုးတုပ်ခံထားမှန်တိသွားတဲ့အခါမှာသူ့ကိုပြန်ပေးဆွဲရလားဆိုပြီးတော့ဒေါသထွက်ပါတယ်။အားလုံးကယူချင်းအောင်ဆောင်နေကြတဲ့အချိန်မှာဆက်တာကအကြံရသွားပြီးတော့လက်ဝဲနေထားတဲ့မင်္ဂလာကိစ္စအတွက်သွားနေရဖြစ်ကြောင်းနဲ့ကျိုးထုတ်ထားတယ်ဆိုတာကတော့အမျိုးသမီးဘက်ကနေပြီးတော့ရိုးရတစ်ခုအရာတက်တာခိုင်မြဲဖို့လှုပ်တာဖြစ်ကြောင်းဆိုပြီးလိန်ပြောပါတယ်။ဘက်ကသူတို့သမီးဓာတ်ပုံကိုတောင်းကြည့်တော့လာဘူးကဖုန်းထဲကအမျိုးသမီးချောတယောက်ရဲ့ပုံကိုပြလိုက်ရမှာဗက်လေးပဲသဘောကျသွားပြီးတော့ကျိုးပြေခိုင်းပါတယ်။ရိုးရမင်္ဂလာပွဲပြီးမှဖြီရမယ်လို့ပြောပေမဲ့ဘက်ကဆက်တာကိုဖက်နဲ့ကောက်ပေါက်လိုက်လို့ကားအချိန်မထိနိုင်မင်းနဲ့ခြာလက်ဘက်လည်းရမ်းပြီးတော့ထိုးရက်သွားပါတယ်။ကားလမ်းမေကိုထိုးရက်သွားပြီးတော့နောက်ဘေးကအခုမှတကယ်ပေါက်သွားတာဖြစ်တယ်လို့အပိုဘင်းကလည်းပဲလေရော့နေလို့လာဘူးတယောက်အနည်းဆုံးဘိန်းဖာဆိုင်စီကိုသွားပါတယ်။ဘိန်းဖာဆိုင်နဲ့လာဘူးတယောက်တတိထားမိလိုက်တာကငပြောသီးကားပေါ်ကနေပုံလိုက်လာတဲ့ဝရမ်းပြေးဘူရာလေစင်းကိုလူတစုကတလီစားလာကြုံနေမြင်ကွင်းပါပြီ။ကားစီမှာတော့ဘက်ကညံညက်တွေများနေပြီးတော့အဖို့မသွားပဲကားလမ်းမစီကိုထွက်ပြေးတာကြောင့်လိုက်လံဖမ်းဆီးနေရကဘိန်းဆန်နေပြီးတော့ပြန်လာတဲ့လာဘူးကဖမ်းဆီးပေးလိုက်ရပါတယ်။စတာနဲ့လာဘူးကဘက်ကိုချုပ်ပြီးတော့ကားပေါ်တင်ကအေးဆေးထိုးပြီးဖို့လို့ရင်အငိမ့်မနေရကြောင့်မလို့ဆေးထိုးကလာဘူးကိုထိုးမိကအိပ်ပျော်သွားပါတယ်။ကားကိန်းလမ်းပေါ်မှာကားလူပြီးတော့လိုက်လာတဲ့ချောင်မေးကြီးကစိတ်ကိုကျွေးမွေးခေါ်ဆောင်ကအသီးရွက်အကုန်စားတယ်လို့ပြောနေရကြောင်းစတာလင်ကအမြင်ကပ်ပြီးတော့သူကစိတ်သားစားရလို့ပြောလိုက်ပါတယ်။အရှိရသွားနေတဲ့ဆန်ကျူးနဲ့စတာကအီးပေါက်တန်ကြားကနေအနဲ့လေးရသွားကြအောင်မလို့နောက်ကိုလှည့်ကြည့်တဲ့အခါမှာကားပေါ်မှာအီးညစ်ပါနေတဲ့ဘက်ရဲ့မျက်နှာကိုတွေ့လိုက်ရပါတယ်။သူတို့လည်းပဲဘက်ရဲ့တန်ရှင်းအတွက်အနည်းဆုံးဆိုင်ဆန်ဝင်ပြီးတော့တန်ရှင်းလှုပ်ကြရင်းနဲ့ချော်လေးကပေးချမ်းကုန်ကြပါတယ်။ဆန်ကျူးတို့ရဲ့အိမ်မှာတော့မိသားစုနှစ်စုလက်ဆောင်စားကြရင်းနဲ့ငယ်စဉ်ကပွဲတော်ကိုတူ3ယောက်နဲ့တွားရင်မုတ်ဘိုးတပြားမှပါမလာအကြောင်းလက်ဝိဝင်ထိုးကပတ်စံရှာပေးခဲ့တဲ့ဘက်အကြောင်းကိုဦးလေးလက်ကပြောပြပါတယ်။ဘက်ကငယ်စဉ်ကလေးကကနာမငင်းတဲ့ယောဂရှိခဲ့တာဖြစ်ပြီးတော့အားလုံးကချစ်တဲ့စိတ်နဲ့လက်ခံပေးခဲ့ကြပေမဲ့အသက်ကြီးလာတဲ့အချိန်မှာဖြစ်လာတဲ့ကိစ္စတွေကိုတော့တီးမခံနိုင်ကြတော့ကြောင်းအကိုကြီးဖြစ်သူကပြောပါတယ်။ဆန်ကျူးရဲ့ကားပေါ်မှာတော့ဘက်ကိုဂိမ်းပေးဆော့ထားမိတဲ့အချိန်မှာသူကရဲစကားကိုဖုန်းဆက်ပြီးတော့ပြန်ပြီးဆွဲခံရတဲ့အကြောင်းတိုင်ကြားကကားနံပါတ်ကိုလည်းပြောပြလိုက်ပါတယ်။
ဖုန်းကိုပြန်ပြီးလူယူပြီးချိန်မှာဘက်ကဆက်တာကိုမခံနိုင်အောင်ဆဲဆူနေရကြောင်းမလို့စိတ်ထိခိုက်ပြီးတော့ငိုကြွေးနေရပါတယ်ဆက်တာကဘက်ဟာသူ့ထက်ဆန်ကြီးကိုပို့ပြီးတော့ချစ်တာကြောင့်မလို့မွေးနေခြင်းတူတူဆန်ကြီးကိုစပိန်ဝယ်ပေးခဲ့ပြီးသူ့ကိုကြတော့ဖျားစာကိုအထူးဝယ်ပေးခဲ့တဲ့အကြောင်းပြောပြီးငိုပါတယ်ဘိုင်းရဲ့ရှမ်ပူပလင်းတွေကိုဆန်ကျူးကကော်ရီထိထားတော့ကလည်းကတုံးပြစ်သွားကြမလို့သူပဲအရိုက်ခံလိုက်ရတယ်လို့လာဘူးကဘက်ကိုဓာတ်လိုက်အောင်လှုပ်တုံးကလည်းစိတ်ကိုရောက်သွားတာကြောင့်သူပဲအရိုက်ခံရတယ်လို့ပြောကငိုပြန်ပါတယ်ဒီတော့မှငယ်စဉ်ကကိစ္စတွေပေါ်သွားပြီးတော့စိတ်ကြမ်းမာရေးမကောင်းသူကိုရှော့ရိုက်တာရုပ်ရှင်ထဲမှာတွေးလိုက်လို့ဦးလေးကိုစေတနာတဲ့ကူညီရာဖြစ်ကြောင်းလာဘူးကဝန်ခံပါတယ်လန်ကူလက်စိုးဆိုင်မှာခဏနားနေတော့အကမေရူမာရဲ့ဘက်စကားကြီးကသူတို့ရဲ့ကားပြီးမှလာပြီးတော့ရက်ကစိုးဆိုင်တွေကိုဝင်သွားပါတယ်ဒါတော့ဘက်ကမြင်လိုက်ရပြီးတော့ယူသွတ်သွားသလိုစန်ကျူးတို့ကလည်းအချိန်နဲ့မဟန်တော့မှန်တိသွားကအကမေဓာတ်ပုံကိုသူတို့သမီးလောင်းဖြစ်ညာပြောခဲ့တဲ့လာဘူးကိုဝိုင်းပြီးတော့ထုလိုက်ကြပါတယ်ခီးထွက်လာတဲ့အချိန်မှာတော့ဘက်ကရူမာကိုစိတ်ကူးရင်ကပျော်ရွှင်ပြီးတော့သူတို့သမီးဖြစ်လက်ခံလိုက်ပြီးဖြစ်ကြောင်းကြီးညာနေရကြောင်းမလို့ညီကို၃ယောက်ကထိတ်လန့်သွားကြပါတယ်ချောင်မီးကြီးနဲ့စတာလင်ကလည်းလမ်းမှာရှိတဲ့ဆိုင်နေမှာ A6062 ရဲ့တည်င်းကိုစုံစမ်းပြီးတော့တနာရီချားကနောက်ကနေလိုက်လာနေပါတယ်အရှိရသွားနေတဲ့စန်ကျူးရဲ့ကားနောက်မှာတော့ကလျက်ပါလာတဲ့ကားတစ်စီးကတော့ရိုမာရဲ့ဘက်စကားဖြစ်နေရကြမလို့ဘက်ကအလွန်ပျော်ရွှင်နေတော့လာဘူးစီကမျက်မှန်နဲ့အိုင်တင်ထုတ်နေပါတယ်စေကူးနဲ့မင်္ဂလာဆောင်လေးစင်မှာပဲလမ်းခွဲတစ်ခုရောက်ကရိုမာကလမ်းခွဲသွားတာကြောင့်မလို့နောက်ပြန်လှည့်ပြီးလိုက်ဖို့အတွက်စန်ကျူးတို့ပြောတဲ့ခါမှာလမ်းကြီးလူတွေကြောင့်ဖြောင်းပြပါတယ်သူတို့သားနဲ့သူတို့သမီးပလက်ဖောင်းချလို့မရကြောင်ပြောကထခုံနေရကြောင်မလို့ထိုင်ထားတဲ့ခုံအောက်ကတခုခုပေါက်သွားတဲ့နဲ့တူတူအပြူအမုံတွေထွက်လာကကားထဲမှာပြန်သွားကြောင်မလို့အားလုံးကရှူမိသွားကြပါတယ်မကြခင်မှာပဲသူတို့အားလုံးကွဲပြေးပျော်ရွှင်ကသတိလွတ်သွားကြပါတယ်အချိန်လုံးနေတဲ့ခံစားချက်ကြောင့်အားလုံးကကြောက်ရွံ့ထိတ်လန့်နေကြရင်းနဲ့ကားကိုရက်လိုက်ဖို့ပြောတဲ့ခါမှာသူကကားကိုရက်လိုက်တာကြားနေပြီဖြစ်ကြောင်းစန်ကျူးကပြောလိုက်ပါတယ်ဒီတော့မှသူတို့ရဲ့ကားကလမ်းဘေးတစ်နေရာမှာခေါင်းဆိုင်နေရာမှန်တိမိသွားကဖွင့်ထားတဲ့သချင်းနဲ့ကခုန်လိုက်ကြပါတယ်နောက်တစ်နေ့မှာတော့စန်ကျူးကဖုန်းတန်ကြောင်နိုးလာပြီးတော့တစ်ဖက်ကလူရဲ့အပြောတွေကိုနားမလည်ရကြောင်းဖုန်းမနေကြောင်ပြောပြီးတော့ဖုန်းချလိုက်ပါတယ်နိုးလာချင်းမှာဘယ်ရောက်နေမှမသိတာကြောင့်မလို့စတာကိုနှိုးတဲ့ခါမှာစောစောဝင်လာတဲ့ဖုန်းစီကိုပြန်ခေါ်တဲ့ခါမှာတော့သူတို့မောင်းလာတဲ့ E6062 ကဒေါ်လာ350တန်နေတဲ့အကြောင်းကားပေါ်ကသူ့ရဲ့ပစ္စည်းတွေကိုရော့စီကန်ကိုလာပေးဖို့အတွက်ဖုန်းထဲကလူကပြောပါတယ်အဲ့လိုကစကားဝက်တစ်ခုပေးပြီးတော့အဲ့ဒီစကားဝက်နဲ့ဆက်သွယ်ဖို့အတွက်သူ့ရဲ့လူနှစ်ယောက်ကိုလွှတ်လိုက်မယ်လို့လည်းပြောသွားပါတယ်အဲ့ဒီကိစ္စအတွက်အားလုံးကထိတ်လန့်နေကြပြီးတော့ရဲခွာမလားစဉ်းစားပေမဲ့ဘသူလွဲချမှန်းမသိပဲအဖမ်းခံရမလို့ဖြစ်နေတဲ့အတွက်တို့ယောက်သားပူထူပြီးတော့တယောက်တစ်ပေါက်ပြုံးနေကြရမှာစကားတွေရိုင်းများတဲ့သူကိုဘန်းနဲ့ထားခဲ့မယ်လို့အချင်းချင်းခြောက်လန့်ကြပါတယ်ရော့စီကန်မျိုးကချိန်ထားတဲ့စင်ကြင်မုံရက်ကွက်ကိုရောက်တဲ့အခါမှာတော့ကားထိုင်ကုန်ဓာတ်နဲ့ခွဲပြီးမူရည်စေးတွေကိုအိတ်တလုံးနဲ့ပြောင်းထည့်လိုက်ကြပါတယ်ခဏနေတော့ချိန်ထားတဲ့ချောင်မေးကြီးနဲ့စတာလင်တို့ရောက်လာကြပြီးတော့စကားဝက်နဲ့အဆက်အသွယ်လုပ်ကမူရည်စေးတွေကိုပြန်တောင်းပါတယ်အဲဒီအချိန်မှာမထင်မှတ်ထားတဲ့ကိစ္စတစ်ခုကဖြစ်သွားပါလို့လေသတိမီဟန်ဆောင်နေတဲ့ဘက်ကမွေးရစေးအိတ်တင်ထားတဲ့ E6062 ကိုမောင်းပြေးသွားတာဖြစ်ပြီးတော့လာဘူးကလည်းကားပေါ်ပါသွားပါတယ်သူတို့ရဲ့အဝေးကလည်းပဲကားပေါ်မှာကြံနေခဲ့ပြီးတော့အစမှာအားလုံးကကြောင်ကြည့်နေကြတာသတိဝင်လာတဲ့အချိန်မှာတော့ဘိုက်ရဲ့နောက်ကိုပြေးလိုက်ကြတဲ့အခါမှာစန်ညူးနဲ့စတာကလမ်းမှာဈေးဝယ်နေတဲ့သူရဲ့ဆိုင်ကယ်ကိုလုပြီးတော့မောင်းလိုက်ကြပါတယ်ချောင်မေးကြီးနဲ့စတာလင်တို့ကလည်းသူတို့အလိန်ခံလိုက်ရပြီလို့ထင်ပြီးတော့အနောက်ကနေလိုက်လာကြပါတယ်လမ်းမကြီးပေါ်ရောက်ချိန်မှာတော့လာဘူးကကားကိုဘက်စီကနေဆွဲလူမောင်းလိုက်တာကြောင့်မလို့လမ်းမေးထိုးရက်သွားကနောက်ကလိုက်လာတဲ့စန်ညူးရဲ့ဆိုင်ကယ်ကလည်းကားကိုဖျက်တိုက်ကရက်သွားပါတယ်သူတို့ဘက်ကိုပြန်ဖမ်းကကျိုးနဲ့တုပ်ပြီးတော့ E6062 ကိုပြန်လေရယူကကာကေကိုခီးဆက်ခဲ့ကြပါတယ်လူနာတင်ကငှားပြီးလိုက်ပို့ခဲ့ပါကဒီလိုပြဿနာတွေကြုံရမှာမဟုတ်ကြောင်းစန်ကျူးကပြောတဲ့အခါမှာလူနာတင်ကငှားဖို့သူကညင်လိုက်တာဖြစ်ကြောင်းဘက်ကဝင်ပြောပါတယ်ဒီတော့မှတူကြီးရဲ့စကားများကြရင်ခီးဆက်လာကြရကနေနောက်ထပ်စစ်စေးဂိတ်ကိုတွေ့တဲ့အခါမှာဘက်ကသူ့ရဲ့မင်္ဂလာပွဲကိုဖျက်ဖို့အတွက်ရဲကိုတိုင်ထားလာလို့မေးပါတယ်စတာကထိတ်လန့်နေကကားကိုပြန်လဲဖို့ပြောတဲ့အခါမှာပြန်လဲမယ်ဆိုရင်တန်တရားပုံဝင်သွားနေကြောင်းပြောပြီးတော့မူရစ်စေးအိတ်ကိုဖတ်ဖို့နဲ့ဘက်ကိုတိတ်တိတ်နေဖို့ပြောကပုံမှန်တိုင်းပဲမောင်းလာကြပါတယ်စန်ကျူးကဘက်ရဲ့စေးစေးချက်ဖိုင်တွေကိုအသင့်ပြင်ထားဖို့ပြောကကားရထွက်သွားတဲ့အချိန်မှာဖိုင်ဟာကြားကြံနေခဲ့တဲ့အိတ်ထဲမှာပါသွားကြောင်းအတိပေးလိုက်ပါတယ်တရားသူကြီးထောက်ကန်စာနဲ့ခွင့်ပြုမိန်ကတခြားအိတ်ထဲမှာရှိနေကြကြောင်းမလို့လိုက်လံရှာခဲ့ရပြီးတွေ့ရတဲ့အချိန်မှာဘက်ကစာရွက်ကိုရုတ်တရက်လူယူပြီးတော့ဗဇက်တစ်ထဲကဝါမျိုးချလိုက်ပါတယ်မကြခင်မှာစန်ကျူးကယုံကြည်မှုအပြည့်နဲ့ရောက်လာပြီးတော့တရားသူကြီးရဲ့စာရွက်ကိုတောင်းတဲ့အခါမှာဘက်ကဝါဆလိုက်ပြီးဖြစ်ကြောင်းဆရာကမျက်နှာငယ်လေးနဲ့ပြန်ပြီးတော့ဖြေပါတယ်မကြခင်မှာစစ်စေးရဲမှုဟာဒက်ကအနောက်ရောက်လာပြီးတော့စစ်စေးရဲ့အခါမှာစာဦးလေးဖြစ်သူမတော်တဆမျိုးချလိုက်ကြောင်းပြောပေမဲ့ဟာဒက်ကမတော်တဆကလူမဖြစ်နိုင်မင်းနဲ့ဗန်မာရီကွဲထိုင်ကုန်တွေပြဲမှန်ဒီကွဲနေတဲ့ကားသာဖြစ်နိုင်ကြောင်းပြောကစစ်ဆေးပါတယ်သူတို့ကကာကေးကိုသွားမှဖြစ်ကြောင်းပြောပေမဲ့လက်ရှိရောက်နေတဲ့နေရာကာကေးကိုသွားမဲ့လမ်းမဟုတ်တာကြောင့်မလို့ပုံမတင်ငါဖြစ်ပြီးတော့ကားလေးကိုစစ်ဆေးတဲ့ခါမှလည်းပဲအေးဆေးစလင်းကိုတွေ့ရကြောင်းမလို့အကုန်လုံးကိုစကန်ရောက်မှဖြည့်ရှင်းမှုပြောပြီးတော့ဖမ်းခေါ်သွားပါတယ်အနောက်ကနေလိုက်လာတဲ့ချောင်မေးကြီးနဲ့စတာလင်တို့ကသူတို့ရဲ့အိတ်ပါတဲ့ကားကိုရဲဖမ်းသွားအကြောင်းအခက်တွေကစိုးရင်သွားရပါတယ်ရဲစခန်းကိုရောက်တဲ့အချိန်မှာတော့ဘက်ကအေးဆေးအစွမ်းနဲ့အိတ်ချောင်ဆောင်တဲ့အခါမှာဟာဒက်ကမနိုးဖို့ပြောပေမဲ့ဓာတ်တိတွေဖြစ်တဲ့သူတွေကဘက်ကဟန်ဆောင်နေရဖြစ်ကြောင်းအသိပေးပါတယ်မယုံနဲ့ဟာဒက်ကလည်းနှိုးကြီးကိုကြံတဲ့အချိန်မှာအပေါ်ကဖုန်းဝင်လာကြောင်းလို့အစီအစဉ်ပြတ်သွားပါတယ်သူတို့၃ယောက်ကိုသူ့ရဲ့အခန်းထဲမှာစောင့်ခိုင်းမှုပြောပြီးဖုန်းသွားကင်ချိန်မှာငုတ်တုပ်အိတ်နေတဲ့ဘက်ကိုဒီတိုင်းထားခဲ့ကြပါတယ်ရဲမှုကြီးကသူတို့ရဲ့နေပိုင်ထဲမှာလှုပ်ရှားနေတဲ့ဘူရာလေစင်းကိုဖမ်းဝရမ်းထုတ်ပြီးငွေ9 သန်းနဲ့စုကြီးထုတ်ကြော်ညာကပ်ဖို့အတွက်ဟာဒက်စီကိုညွှန်ကြားလာပါတယ်ဖုန်းပြောပြီးတော့စန်ကျူးရဲ့ထွက်ဆိုချက်တွေကိုစစ်ဆေးမေးမြန်းနေတော့မှဘက်ကထွက်ပြေးသွားကြောင်းသတင်းပို့လာပါတယ်
ဒီတော့မှလိန်ညာသူဟာသူတို့3ယောက်မဟုတ်မှန်တိသွားပြီးတော့ဘက်ရဲ့နောက်ကိုအမြန်ဆုံးလိုက်ကြပေမဲ့အစားနောက်အောင်ရှာမတွေ့ပဲလက်စတက်သွားပါရီဟာဒက်ဖ်ကဘက်ရဲ့ဓာတ်ပုံကိုသူတို့စီကနေတောင်းယူကစုငွေ9000နဲ့ကြော်ညာထုတ်ဖို့အတွက်ညွှန်ကြားလိုက်ပါရီရဲတပ်သားကကွန်ပျူတာဌာနကိုဘက်ရဲ့ဓာတ်ပုံပေးပို့တဲ့အခါမှာကွန်ပျူတာသမားစီမှာဘူရာလေစင်းနဲ့ဘက်ရဲ့ဓာတ်ပုံ2ပုံရောက်သွားကဘသူက9000ဘသူက9သိန်းဆိုတာကိုအမှတ်မှားသွားပြီးတော့ print ထုတ်ချလိုက်ပါရီချောင်မေးကြီးနဲ့စတာလင်ကလည်းအနောက်ကနေတောက်လျှောက်လိုက်နေတယ်လို့ဘက်ကလည်းပဲထွက်ပြေးနေကစန်ဂျူတို့ကတော့သူ့ကိုရှာဖွေဖို့အတွက်ရာဒက်ဖ်ရဲ့ကားနဲ့ထွက်လာကြပါရီCCTV ဌာနကိုရောက်လာကဘက်ကိုရှာဖွေကြတဲ့အခါမှာတော့လမ်းစုံတစ်ခုမှာဟာဒီယာကိုသွားတဲ့ကားနဲ့လမ်းကြုံပါသွားတာကိုတွေ့လိုက်ရပါတယ်။ CCTV သမားရဲ့ပြောပြချက်အရတော့ဟာဒီယာမှာပွဲတော်ကြီးကျင်းပနေကြောင်းသိလိုက်ရပြီးတော့ဖျော်ဖြေမဲ့သူကရိုမာဖြစ်နေပါတယ်။ဘက်ကဟာဒီယာပွဲတော်စီကိုဆက်မြက်ရောက်သွားပြီးတော့ကစားပွဲတွေကိုအဝါဆိုပြီးအိတ်ထေးရပတ်စံတွေပါအကုန်သွားပါတယ်။ဘက်ကိုလိုက်ရှာနေတဲ့အယူတွေအများကြီးတွေ့ဘူးပေမဲ့သူ့လိုတော်တဲ့အယူမျိုးတစ်ခါမှမတွေ့ဘူးကြောင်းဟာဒက်ဖ်ကလာဘူးစီမှာဝန်ခံနေရကြောင်းနှစ်ယောက်သားရီမောလိုက်ကြပါတယ်။အဲဒီအချိန်မှာအထက်ကဖုန်းဝင်လာပြီးတော့ဘူရာလေစင်းရဲ့သတင်းကိုပေးလာကြမလို့ဟာဒက်ဖ်ကတွားရောက်ဖမ်းဆီးတဲ့အခါမှာအတူပါလာရဲသားတွေကထွက်ပြေးသွားပါတယ်။လာဘူးကကားပေါ်မှာထိုင်ဆောင်နေတဲ့ရဲတွေကိုရုတ်တရက်တွေ့လိုက်ရကြမလို့ရဲမှုကိုစိတ်မချဖြစ်ကတွားကြည့်တဲ့အခါမှာဘူရာလေစင်းဖမ်းထားတာတွေ့လိုက်ရပါတယ်။ဘူရာလေစင်းကသူ့ကိုပေါ်သေးသေးမှတ်နေလားဆိုပြီးတော့ဟာဒက်ဖ်ကိုမှောက်ခိုင်းလိုက်ကတေမောက်ကိုတနက်နဲ့နှစ်ချက်ပစ်လိုက်တဲ့မြင်ကွင်းကြောင့်လာဘူးလည်းပဲထွက်ပြေးပြီးတော့စန်ဂျီရိုစီကိုအကျိုးကြောင့်ပြောပြဖို့ဖုန်းဆက်ခဲ့ပေမဲ့ဘက်ထရီကုန်သွားခဲ့တာကြောင့်မလို့အဆက်အသွယ်ပြတ်သွားပါတယ်။စန်ဂျူးနဲ့ဇာတာတို့ကအာဒီယာပွဲတော်ကိုရောက်နေပြီးတော့ရဲသားတွေရဲ့အကူအညီနဲ့ဦးလေးဘက်ကိုလိုက်လံပြီးတော့ရှာဖွေနေကြပါတယ်။ချောင်ဘေးကြီးနဲ့စတာလင်တို့ကလည်းအနံ့ခံကောင်းတာကြောင့်မလို့အဲ့ဒီပွဲတော်တွေကိုရောက်ရှိနေကဟိုဒီဒီရှာဖွေနေနဲ့နေရာမှာကတ်ထားတဲ့ဘက်ရဲ့ဓာတ်ပုံနဲ့တူတူစုငွေ9သိန်းထုတ်ထားမှန်းသိလိုက်ရကြောင်းမလို့ဇာတာနဲ့စန်ဂျူးလည်းအံ့ဩသွားပါတယ်။အဲ့ဒီအချိန်မှာပွဲကင်းထဲမှာရှိနေတဲ့လူတချို့ကဘက်ကိုတွေ့သွားကဝရန်စာရွက်နဲ့တိုက်ကြည့်နဲ့လိုက်လံပြီးတော့ဖမ်းနေကြပါရီစတာလင်တို့ကလည်းပွဲကင်းထဲမှာရှောက်သွားနေနဲ့သူတို့ကလူလာတဲ့ပိုင်ရှင်တွေနဲ့ဝင်တိုက်မိပေမဲ့မမှတ်မိပဲထွက်သွားကြကလူခံရတဲ့သူတွေကတော့မှတ်မိနေရကြမလို့သူတို့နောက်ကိုလိုက်သွားကြပါရီစန်ဂျူးနဲ့စတာတို့ကတော့ဘက်ရဲ့ဓာတ်ပုံပြပြီးတော့ပွဲကင်းထဲမှာလိုက်လံရှာဖွေနေကြတဲ့အချိန်ဘက်ကရိုမိုင်းဇိုင်းကိုရှိကိုရောက်နေပါရီဘက်ကလက်မှတ်မရှိပဲယုံနဲ့ဝင်မှုစူးစမ်းနေရကြမလို့လက်မှတ်စစ်ကပတ်စံတောင်းတဲ့ခါမှာသူ့မှာလက်စွပ်ပဲကြံတော်ကြောင်းတောင်းပန်ပြီးတော့ရွှေလက်စွပ်ကိုချုပ်ပေးလိုက်ပါရီရွှေလက်စွပ်တကိုးကြောင့်မလို့ဘက်ကရှေ့ဆုံးမှာနေရာရကရိုမာကိုအနီးကပ်မြင်လိုက်ရကြမလို့ပုံမပြီးတော့နှစ်သက်သွားပါရီဘူရာလေစင်းတို့အဖွဲ့ကလည်းအဲ့ဒီပွဲကင်းထဲမှာရောက်နေကြသလိုစူကြီးလိုချင်တဲ့သူတွေကသူ့ကိုဖမ်းဆီးလာတာကြောင့်မလို့ဘက်ကပွဲကင်းထဲကနေထွက်ပြေးသွားပါရီအပြင်ဘက်ရောက်တဲ့အခါမှာလိုက်ဖမ်းသူတွေကိုရှောင်ပုံးရင်းနဲ့သူတို့ရဲ့ E6062 ကားကိုတွေ့သွားကမူရစေအိတ်ကိုယူပြီးတော့တခြားကားတစ်စီးရဲ့မိုးပေါ်မှာတပ်ပုံးနေလိုက်ကြပါရီစန်ကြီးနဲ့စတာတို့ကတော့ဘက်ရဲ့နောက်ကိုလိုက်ကြရင်နဲ့ချောင်မေးကြီးတို့ရဲ့ဖမ်းခြင်းကိုခံလိုက်ရကမူရစေအိတ်ကိုပြန်တောင်းနေရကြောင်းကားတွေကနေပြန်ယူပေးဖို့အတွက်သွားခဲ့ကြပေမဲ့ဘက်ရဲ့နောက်ကိုပါသွားပြီဖြစ်တာကြောင့်မလို့နောက်ကျသွားပါရီတောင်မေးကြီးနဲ့စတာလင်ကစန်ဂျူးတို့ကိုတနက်နေ့ချိန်ကသူတို့ကိုလိန်ညာရမလားလို့မေးနေချိန်မှာပဲကားလူခံလိုက်ရတဲ့ရွာသားတွေကအုပ်စုလိုက်ဝင်လာကချောင်မေးကြီးတို့ကိုစော်ဘလော်တီးရဲ့အတွက်ကြောင့်မလို့စန်ဂျူးတို့ကအခွင့်အာဏာကိုင်းမှာထွက်ပြေးလို့ရခဲ့ပါရီသူတို့နှစ်ယောက်က E6062 ကားအောင်မောင်းရင်းနဲ့ဘက်ကိုရှာဖွေဖို့အတွက်ထွက်ခွာလာကြရင်စန်ဂျူးကစိတ်တုန်နေပြီးတော့သူတို့ရဲ့ပစ္စည်းတွေဘယ်ရောက်သွားသလဲသူတို့နောက်ကိုလိုက်နေသူတွေကဘယ်သူတွေလဲဘက်ကရောဘယ်မှာလဲဆိုတာအတွေ့အများနေပါရီစတာနဲ့စန်ဂျူးကအခြေအနေဖြစ်ပြီးတော့ကားမောင်းလာရမှာခွေးတကောင်တိုက်မိရအတွက်စင်းကြည့်ကြရင်နဲ့စတာတယောက်ခွေးကြိုက်ခံလိုက်ရအောင်လို့စီးကမ်းမှာ6ချက်ချုပ်လိုက်ရပါရီဒိုရင်းတနီယာမှာတော့ဘူရာလေစင်းတို့စီကနေထွက်ပြေးလာခဲ့တဲ့လာဘူးကတယောက်တည်းကြောက်ရွံ့ကဂျိုးကျွတ်အတန်နေကြမလို့အရှင်ဘာဂျဘရန်ကိုတကြားလုံး10ကီလိုလူမာဖြစ်ကြောင်းပြောထားပေမဲ့လွတ်မြောက်သွားချိန်မှာ2ကီလိုအထိရှော့ချလိုက်တာကြောင့်မလို့ပြားတုတ်ခံရကထွက်ပြေးနေရပါပြီစန်ဂျူးတို့ကရဲစခန်းကိုပြောင်းတဲ့အခါမှာဘက်ရဲ့အကြောင်းစုံစမ်းပေမဲ့သူတို့ရဲ့စုံစမ်းရေးမှုကိုယ်တိုင်ကအဖမ်းခံထားကြောင်းသိလိုက်ရတဲ့အခါမှာအတူလိုက်ပါသွားတဲ့လာဘူးအတွက်စိုးရင်သွားပါတယ်ရဲစီးကဟာဒက်ဖ်ကိုပြန်ပြီးဆွဲသွားတဲ့သူဟာအတေရအရှင်ရရစုငွေ9တန်းအထုတ်ခံထားတဲ့ဘူရာလေစင်းဖြစ်ပြီးတော့ဘက်နဲ့စူကြီးမှားသွားသူဖြစ်နိုင်ကြောင်းပြောပါတယ်ဈေးပြက်လက်ပြက်ဖြစ်သွားတဲ့စန်ဂျူကမေးစီစီကိုဖုန်းဆိုင်နဲ့အလွမ်းတွေကဖြစ်ပျက်သမျှကိုတတော်ဦးတင်နေရမှာဆရာရဲ့ဖင်ကိုခွေးကက်ခံရကြောင်းပြောပြတဲ့အခါမှာအော်ရီလိုက်ပါတယ်စန်ဂျူနဲ့ဆရာကတညတာကိုရဲစီးပြောသလိုပဲလမ်းမေးမှာတစ်ခွက်ထပလားချရင်ဖြတ်တန်းကြကတောကာတွေကိုပေါ်ပေါင်းအောင်လုပ်နေကြရင်နဲ့သူတို့ရဲ့ဟောစတန်တွေကမှန်ကန်ကြောင်းနဲ့ရာမတော်မှတီယာနဲ့ဝေးရနေနေနန်ခံခဲ့ရသေးတာဖြစ်ကြောင်းပြောပြီးချီယာစလုပ်လိုက်ကြပါတယ်ဝေးပြေးလမ်းမပေါ်မှာတော့ရိုမာရဲ့ဘက်စကားကြီးကထီထီပြေးလွှားနေပြီးအဲဒီကားမိုးပေါ်မှာအိတ်နေတဲ့ဘက်ကလန်နိုးလာပါတယ်အသင်းပွင့်နေတဲ့အမိုးမှန်ပေါက်ကနေဖွင့်ပြီးတော့ကားတွေကိုခုန်ချလိုက်တဲ့အခါမှာအမျိုးသမီးအဝေးစားရင်နဲ့ပြင်းနေနေပြီးတောက်လက်ဆဗော်ဂါပလင်းတစ်လုံးကသူ့ချောင်းနာကိုလိမ့်လာပါတယ်ပလင်းကိုကောက်ကင်ပြီးတော့နန်းကြီးနဲ့ဂရင်းပေါ်မှာမူပြီးတော့အိတ်နေတဲ့ရိုမာကိုတွေးလိုက်ရအောင်ကြောင့်မလို့တုံရင်လာတဲ့စိတ်ကိုငြိမ်သက်စေဖို့ဗော်ဂါကိုမောချလိုက်ပါတယ်ရိုမာရဲ့ကားပေါ်မှာတော့ဘက်ကရိုမာရဲ့လက်မှာဆွတ်ထားတဲ့လက်စွပ်ကိုတွေးလိုက်ရတဲ့အခါမှာဝမ်းသာသွားပြီးတော့သူ့ကိုလက်ခံလိုက်ပြီးလို့ထင်သွားပါတယ်နည်းနည်းမူးလာပြီးတော့စိတ်ကရဲတင်လာကရိုမာရဲ့ပြင်မှာဝင်အိပ်ပါတယ်မကြခင်မှာရိုမာနိုးလာပြီးတော့ဘေးနားမှာလာအိပ်ရင်စကားတွေပြောနေတဲ့သဇင်းယောက်ျားကြီးကိုတွေးလိုက်ရအောင်ထိတ်လန့်သွားကအုံဒီခေါင်းနဲ့ထူးခြားလိုက်တာကြောင့်မလို့သတိလက်သွားပါတယ်သူ့ရဲ့ထိန်းတော်လမ်းခေါ်ပြီးသတိလစ်နေတဲ့ဘက်ကိုလမ်းပြီးမှလွှင့်မြစ်လိုက်ကြဖို့တေဆောင်သွားတဲ့အချိန်မှာလက်မရောင်းသူကမှတ်မိသွားကဒီလူကရိုမာဝစ်ထားတဲ့လက်စွပ်ပိုင်ရှင်9တန်းနဲ့စုငွေဖြစ်ကြောင်းပြောပြလိုက်ပါတယ်
ဒီတော့မှဘက်ကိုလမ်းမေးစီကိုမလွတ်မြစ်တော့ဘဲနဲ့ကားပေါ်တယူတရပြန်ပြီးတင်လိုက်ကြပါတယ်ကားလိုင်းရဲ့အခြားတနေရာမှာတော့ဘူရာလေစင်းတို့ကအာတက်ရဲ့ကားနဲ့သူ့ကိုပြန်ပြီးဖမ်းလာကြကတညာလုံးမြင်နေတဲ့ဆက်သွယ်ရေးစက်ရဲ့မိုက်ကိုဖြုတ်ပြီးတော့ရဲရီရဲ့ပြောဆိုပုံဟန်တိုင်းပြောဆိုကလောင်ပြောင်နေကြပါတယ်အာဒက်ဖ်ကဒီလိုစားနောက်တော့အသီးမခံမင်းနဲ့ပြန်ပြောနေရကြောင်းတပည့်တယောက်ကတစ်နှစ်လုံးမလျှော်ဖြစ်တဲ့ခြေကြီးကိုချွတ်ကဗဇက်လေးကိုထိုးထည့်လိုက်ပါတယ်ပြောလို့မှမဆုံးသေးခင်မှာဘူရာလေစင်းကစုငွေ9000ထိရောကြနေတဲ့သူ့ရဲ့ဝရမ်းကြော်ညာကိုလမ်းမီမှာတွေးလိုက်ရတဲ့အခါမှာစုငွေများတဲ့မြောင်ကျိုးစားနေတဲ့သူ့အတွက်ဒေါသထွက်စရာဖြစ်သွားပါတယ်လန်ကူးထဲမှာလက်ဖက်ရည်တောက်နေတဲ့ဆန်ကျူးနဲ့ဆက်တာစီကိုရူမာကဖုန်းဆက်လာကဘက်ကိုရထားပြီးဖြစ်တာကြောင့်မလို့9တန်းနဲ့လာပြီးဖို့အကြောင်းကြားပါတယ်အစောပိုင်းတုန်းကပိုစာမှားယွင်းနေရဖြစ်လို့စုကြီးမန်က9000သာဖြစ်ကြောင်းပြောပေမဲ့လေရိုမာမယုံကြည်ဘဲနဲ့ဈေးမစစ်ဖို့နဲ့အမြန်လာဖို့ချင်းဆိုလိုက်ပါတယ်တော်ရဲမှာမျက်စိလေးနေတဲ့လာဘူးကလမ်းမပေါ်ပြန်ရောက်လာတဲ့အချိန်မှာခြေကိုလက်ပန်းကျနေပြီးဓားနေတဲ့ကားတွေကတစည်းမှမရက်ပြီးပဲကြော်သွားကြပါတယ်။သူ့ရက်ဆောင်ပြီးတော့တင်ခေါ်လာခဲ့တဲ့တစည်းရဲသောကားကတော့ချောင်မေးကြီးရဲ့ကားဖြစ်နေရကြောင်းမော်ရီရဲ့ကြားကထွက်ပြေးရကသူတို့လည်းပဲသူ့ကိုလိုက်ပြီးတော့ဖမ်းနေကြပါတယ်။သူတို့နှစ်ယောက်ကလာဖို့မိသွားတဲ့အခါမှာထိုးကျိတ်နှိပ်ဆက်ကသူတို့ရဲ့ပစ္စည်းတွေကိုပြန်ပြီးတော့တောင်းပါတယ်။ချောင်မေးကြီးကသူ့ရဲ့ဖုန်းနဲ့ဆန်ကျူးတို့စီကိုဆက်ခိုင်းမိမယ်လူကြီးမင်းနဲ့သာတိုးနေရကြောင်းမလို့အခက်တွေ့နေရပါတယ်။ဆန်ကျူးနဲ့ဆက်တာတို့ကတော့ဗန်ငွေတစ်ခုမှာဖခင်ရဲ့ပတ်စံ9တန်းကိုထုတ်ယူလိုက်တဲ့အခါမှာဗန်မာရှိနေတဲ့ပတ်စံတွေပြောင်းသွားက4တန်း2သိန်းသာရရှိလိုက်ပါတယ်။ပတ်စံကိုယူပြီးတော့အပြင်ကိုပြန်ထွက်မှာတော့ဘူရာလေစင်းတို့ဓမြအဖွဲနဲ့တိုးနေပြီးစန်ကျူးတို့ကအလင်းငိုက်မှာငွေကိုထုတ်ယူက E6062 နဲ့ပြန်ပြေးကြပါတယ်။ဗန်မာရှိသမျှပတ်စံတွေကစန်ကျူးရဲ့နောက်ကိုပါသွားမှန်းသိတဲ့အခါမှာဘူရာလေစင်းတို့ကနောက်ကလိုက်လာတဲ့အတွက်ငွေတို့ကိုပြစ်ချခဲ့ပြီးတော့ကိုလိုယုံပြေးကြပါတယ်။ဒါပေမဲ့ဘူရာလေစင်းတို့ကနောက်ကနေလိုက်လာပြီးတော့သူတို့ကိုဖမ်းဆီးဖို့ကြိုးစားကြပါတယ်။ဇရာကစန်ကျူးမောင်းနေတဲ့ကားကိုလမ်းမေးဆွဲချလိုက်တာကြောင့်မလို့ကားကလမ်းမေးမှာခေါင်းဆိုင်သွားပါတယ်။ကာလမဘေးတနေရာမှာတော့ချောင်မေးကြီးနဲ့စတာလင်တို့ကလာဖို့ဖမ်းဆီးနေဆက်ကအချိန်ချင်းဖုန်းဆက်ခိုင်းတဲ့အချိန်မှာဖုန်းကဝင်သွားပြီမဲ့စန်ကျူးကပြေးလွှားနေရကဖုန်းကကားနောက်မှာပြုတ်ကျနေရကြောင်းကင်မရပဲဖြစ်နေပါတယ်။ဒါပေမဲ့လာဘူးကဖုန်းရကြအောင်ဟန်ဆောင်ပြီးတော့ညာတာပါတီနဲ့စတာလင်ကိုဖုန်းထိုးပြီးကခါးကြတနက်ကိုယူပြီးတော့သူတို့နှစ်ယောက်ကိုပြန်လဲဖမ်းဆီးကထုရိုက်ကန်ကြောက်လိုက်ပါတယ်။လမ်းမတနေရာပေါ်မှာတော့ဘက်ကပြန်လဲသတိရလာပြီးတော့နိုးချင်းမှာပဲအစွမ်းကုန်လှနေတဲ့သူမကိုတွေးလိုက်ရတဲ့အခါမှာဝမ်းသာပြီးတော့မင်္ဂလာကိစ္စရေးဆွေးနွေးနေရကြောင်းရိုမာကအလိုက်တဲ့ဆက်ဆံနေရပါတယ်။မကြခင်မှာသူမအပိုင်ဖြစ်မွေးစားထားတဲ့ဘူရာလေစင်းကရောက်လာကြောင်းမလို့အကိုပြည့်မိတ်ဆက်ပေးကဘက်က9တန်းတန်ဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။လမ်းမေးမှာခေါင်းဆိုင်နေတဲ့ဆန်ယူတို့သတိရလာတဲ့အချိန်မှာတော့ရိုမာကဖုန်းဆက်လာပြီးဘူရာလေစင်းကသူတို့ကိုဖမ်းသွားကြကြောင်းမလို့ဟန်တာကန်တွေကိုလာဖို့အတွက်ချင်းဆိုခဲ့လိုက်ပါတယ်။ဟန်တာကန်တွေမှာတော့ဘူရာလေစင်းကအောင်မဲခံနေပြီးအာဒက်ဖ်ကိုလည်းဖမ်းခေါ်လာကပတ်စံတွေဝေပေးနေသလိုသူ့ရဲ့တော်ဝင်နန်းတက်ပွဲကိုလည်းကျင်းပနေကြပါတယ်။ဆန်ယူနဲ့ဆက်တာတို့ကလာဘူးနဲ့ဆက်သွယ်ရပြီးဟန်တာကန်ကိုလာခဲ့ဖို့အတွက်ပြောနေချိန်မှာဖုန်းလိုင်းကပြတ်တောက်သွားပါတယ်။လာဘူးကစတာလင်တို့စီကရလာတဲ့တနက်ကိုတုံးပြီးတော့လမ်းညုံလိုက်ခဲ့ခြင်းကြောင့်တောင်းပန်လိုက်တာကကားလူခံရတဲ့ရွာသားတွေရဲ့ကားဖြစ်နေပါတယ်။ဆန်ယူနဲ့ဆက်တာကတော့ကားကြုံစီကဟန်တာကန်ဘက်ကိုထွက်လာကြရင်းနဲ့ကားပေါ်ကလူတွေကအဲ့နေသူတွေကိုယ်တိုင်ကကိုချင်းကိုဖြတ်ပြီးတော့ကလေးမွေးရတဲ့ဇိုးတွေဖြစ်ကြောင်းပြောတာကြောင့်မလို့ထိတ်လန့်နေကြပါတယ်။ဟန်နာကန်နယ်ဘက်မှာတော့ဘူရာလေစင်းရဲ့တော်ဝင်နန်းသိမ်းပွဲကိုရိုမိုင်းအကားလိုက်နဲ့ဖျော်ပြနေကြကနေသူနေသားတွေကတနက်တွေပြစ်ဖောက်ရင်းနဲ့ပျော်ရွှင်နေကြပါတယ်။ဘက်ကိုတော့သူတို့သားဝတ်စုံဝေပေးထားနေငွေ9တန်းအောင်စောင့်ဆိုင်မှုအတွက်လိန်ညာကရှေ့ဆုံးမှာထိုင်ခိုင်းထားပါတယ်။စန်ယူနဲ့ဆက်တာကရုပ်ဖြတ်ပြီးတော့ပွဲတဲ့ရောက်နေတယ်လို့လာဘူးကလည်းတိတိစိတ်ခိုးဝင်လာကြမလို့လုံညုံကြီးတွေကလိုက်လံဖမ်းဆီးနေတဲ့အတွက်တိုင်ပေါ်တက်ပုံးနေလိုက်ရပါတယ်။အဲဒီစကန်ကလူတွေအားလုံးပွဲကင်းစီကိုအောင်ရောက်နေတဲ့အချိန်မှာဖမ်းခံထားတဲ့ဟာဒက်ဖ်ကအဆောင်အသက်ကလွတ်မြောက်အောင်ထွက်ပြေးလိုက်ပါတယ်။ရိုမာရဲ့အစီအစဉ်ပြီးသွားတဲ့အခါမှာဘူရာလေစင်းကဘက်ကိုမင်္ဂလာစကားပြောဖို့အတွက်စီမော်တက်စီလိုက်ကမြောက်ပေးပြီးတော့ဟာသားဖြစ်အောင်လုပ်ပါတယ်။စန်ယူနဲ့ဆက်တာတို့ကလည်းပွဲကင်းနဲ့ရောက်နေကစီမော်လန့်ကြည့်နေပါတယ်။ဘက်ကသူ့ရဲ့မျိုးတွေကသူ့ကိုစေဝါကူတာဖို့ခံယူသိညောင်ပြောပေမဲ့တကယ်နဲ့သူ့လိုအပ်နေတာကရိုမာရဲ့အချစ်သာဖြစ်ကြောင်းပြောပြနေတဲ့အချိန်မှာရိုမာကသူ့ကိုစီမော်ကနေစီးမှုပြောရင်းနဲ့စီမော်တက်သွားပါတယ်။ဘက်ကဘူရာလေစင်းကိုရောက်ဖလို့ခေါ်ပြီးတော့သူ့ရဲ့မင်္ဂလာပွဲအတွက်ဖုန်းကြီးစီစဉ်ပေးဖို့ပြောတဲ့အခါမှာရိုမာကသူတို့ခေါင်းဆောင်ရဲ့ပိုင်ဆိုင်မှုဖြစ်ကြောင်းသိနေတဲ့နေသူနေသားတွေကဝိုင်းရင်ကြပါတယ်။ရိုမာကဘာမင်္ဂလာပွဲမှမရှိကြောင်းနဲ့အားလုံးကဟာတာဖောက်နေရဖြစ်ကြောင်းပြောပြသလိုစင်ရောက်ကအဖိုးကြီးတယောက်ကလည်းရိုမာကိုဒါလင်လေးလို့လမ်းခေါ်ပြီးမင်္ဂလာပွဲကိုလက်ခံပေးဖို့အတွက်တိုက်တွန်းပါတယ်။ဒါပြင်အားလုံးကအယူနဲ့ဝိုင်းဝန်းနေရကြောင်းမလို့ဘက်ကအချင်းဒီမန်ကိုသဘောပေါက်သွားကသူတို့သားဝတ်စုံကိုစင်မော်မှာချုပ်ချလိုက်ပါတယ်။အရာရောက်သီးခံနေတဲ့ဘက်ကသူ့ရဲ့တူညောက်ကိုဂုတ်ကဆွဲပြီးတော့ပွဲကင်းတွေကဖမ်းခေါ်လာတဲ့မြင်ကွင်းကိုတော့တီးမခံနိုင်တော့ပဲဒေါသထွက်သွားပါတယ်။စန်ယူကသူ့ဦးလေးရဲ့အချင်းဒီကိုပြောပြကပြန်လွတ်ပေးဖို့တောင်းပန်ပေမဲ့ဒီနေ့ဝင်လာတဲ့ဘဲသစိမ်းမှာရှင်လေးရဲ့ပြန်လှုပ်ရိုးထုံးစံမရှိကြောင်းအတိပေးကအကယ်၍ငွေ9တန်းပေးမယ်ဆိုလို့ရှိရင်ရှော့ပေါ့ပေးမယ်အကြောင်းဘူရာလေစင်းကညှိနှိုင်းလာပါတယ်။စရာက9တန်းကရဲရဲမှားပြမှုဖြစ်ကြောင်းနဲ့သူတို့အနေနဲ့4တန်းနဲ့2သိန်းပေးပြီးဖြစ်ကြောင်းပြောပေမဲ့အဲ့ဒီ4တန်းနဲ့2သိန်းကသူတို့ဓမြတိုက်လို့ရလာတာလို့ဘူရာလေစင်းကပြောပါတယ်။အဲ့နောက်မှာ9တန်းထပ်ပြီးတော့တောင်းပါတယ်။မကြခင်မှာလာဖို့ထပ်ပြီးတော့မိလာကြောင်းမလို့ဘက်ကသူ့အတွက်ဘာပစက်မှပေးစရာမလိုကြောင်းနဲ့ဒီလူတွေကလူကောင်းတွေမဟုတ်ကြောင်းအသိပေးပါတယ်။တပည့်နဲ့မှာချောင်မေးကြီးနဲ့စတာလင်တို့ကိုထပ်ပြီးတော့မိလာတဲ့အခါမှာသူတို့ကဆန်ကျူးမှာတန်း150ဖို့မူရစီဝါရီရှိကြောင်းဖွင့်ပြောလိုက်ကြပါတယ်။ပစ္စည်းတွေအစောပိုင်းကဘက်ကယူသွားဖြစ်ပြီးတော့နောက်တော့လမ်းမီမှာခေါင်းငိုက်ဆိုင်ကြနေတဲ့ E6062 ပေါ်မှာရှိနေနိုင်ကြောင်းစတာကပြောပါတယ်
ဒါမဲ့တကယ်တမ်းမှာပစ္စည်းတွေကတော့ဘက်စီမှာရှိနေတာဖြစ်ပြီးတော့သူကအဲ့ဒီမူရည်စေးထုတ်ကိုကင်ပြီးတော့ထွက်လာပါတယ်ရိုမာကအားလုံးကိုပြန်လွတ်ပေးဖို့ဖြောင်းပြပေမဲ့ဘူရာလေစင်းကဒါလင်လေးကိုတော့ပြန်မလွတ်နိုင်ဘူးလို့ပြောကတန်း250တန်းအိတ်ကိုစံကျူးရရှိမှချလိုက်ပါတယ်ချောင်မေးကြီးကဓာတ်ကိုထုတ်ပြီးတော့သူတို့ရဲ့ပစ္စည်းတွေကိုပြန်တောင်းနေရကြောင်းတနက်တွေကင်ထားတဲ့နေသားတွေကလည်းဝိုင်းနေကြပါတယ်အားလုံးပြစ်တက်ဖို့တန်းစီထားတဲ့အချိန်မှာဟာဒက်ဖ်ကဒိုင်းနမိုက်မီးရှူးရင်းနဲ့ပြစ်ဖောက်ကအားလုံးကိုလက်နက်ချဖို့သူ့ရဲ့ရဲကားပေါ်နဲ့လှမ်းအောင်ပါတယ်အချင်းကြီးရရှုပ်ထွေးသွားကမီးရှူးတွေကလည်းနေရာအနှံ့ကနေထွက်ပေါ်လာပြီးဘူရာလေစင်းကဟာဒက်ဖ်ရဲ့ကားဘေးကိုပြစ်ဖောက်လိုက်ပါတယ်ဟာဒက်ဖ်ကဒိုင်းနမိုက်အတွဲလက်ကင်ကကားရီကထွက်လာပြီးတော့စကန်တစ်ခုလုံးကိုပြာချပစ်မယ်လို့ပြောနေရကြောင်းအားလုံးကထိတ်လန့်ထွက်ပြေးကြပါတယ်အပြင်ဘက်မှာတစ်ဖက်နဲ့တစ်ဖက်ထိုးကျိတ်နေကြကဇက်တိုက်ပောက်ကွဲမှုတွေကြောင့်မလို့တချို့လူတွေကအလုံးစုံဆုံးဖြစ်တဲ့မီးအားပေးဆက်အခန်းတွေဝင်ပုန်းနေကြပါတယ်အထင်းမှာတော့မောင်မင်းနေပြီးနောက်ထပ်လည်းပဲတယောက်ပြီးတယောက်ဝင်လာကြကအခန်းတွေကိုအားလုံးရောက်လာကြပါတယ်ဘူရာလေစင်းကမှုံဝါအလင်းရောင်အောက်မှာတကားပိတ်လိုက်ဖို့အမိန်ပေးရကြောင်းလို့တကားကိုပိတ်ပြီးချိန်မှာတော့ချောင်မီးကြီးရဲ့လက်ထဲကမူရည်စေးအိတ်ကိုတွေ့သွားကလူယူလိုက်ပါတယ်အခန်းထဲမှာလူတွေကပူးကက်နေပြီးတော့အိတ်ကိုဝိုင်းလူကြရင်နဲ့ပေါက်နေတဲ့မီးကျုံးရဲ့ထီကအားလုံးကိုဓာတ်လိုက်သွားကြပါတယ်ဓာတ်လိုက်ခံရတာကလွတ်မြောက်ပြီးတော့တန်း150ကျန်အိတ်ကိုဝိုင်းလူနေရတဲ့အချိန်မှာအိတ်ကပေါက်ပြဲပြီးတော့မူရည်စေးတွေကအလုံးပိတ်ခန်းထဲမှာပြန်ကျဲသွားကြကရှူမီရဲ့သူအားလုံးကပျော်ရွှင်မြူးတူးစွာနဲ့အချင်းချင်းရင်းနှီးသွားကြပြီးတော့ကခုန်ကြပါတယ်နောက်ရက်ဒီမှာဆန်ကျူးရဲ့မင်္ဂလာပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ချောင်မီးကြီးနဲ့စတာလင်တို့ကိုလည်းဖမ်းဆီးနိုင်ခဲ့ကဘက်ကတော့စိတ်ကျမ်းမာရေးစီးဥမှာကုသမှုခံယူပြီးကောင်းမွန်လာပြီးတော့ရိုမာကသူ့ရဲ့ဘက်စကားကြီးနဲ့လာကြိုခဲ့ပါတယ်ဘူရာလေစင်းကတော့ဖင်ရောက်ကဒိုင်းနမိုက်မီးရှူးတွေကိုတပည့်တွေကိုမီးရှူးခိုင်းပြီးတော့ကောင်းကင်ကိုပြန်တက်သွားတဲ့အချိန်မှာဇလန်လီကလည်းပြီးဆုံးလို့သွားပါတယ်ဟုတ်ကဲ့ပါဇလန်လီကတော့ဒီညမှာပဲအဆုံးသတ်သွားခဲ့ပါပြီဇလန်လီရတဲ့စဉ်မိသားစုဝင်တွေကြားထဲမှာဘလောက်ပဲနားလည်မှုလွဲစရာတွေရှိနေပါစေနောက်ဆုံးမှာတော့မေတ္တာတရားနဲ့တန်ရောစင်ရတာအဓိကဆိုတာကိုသင်ခန်းစာယူနိုင်ပါလိမ့်မယ်လူတယောက်ရဲ့အားနည်းချက်တွေကိုအပြစ်မတင်မနဲ့ဖေးမကူညီပေးခြင်းရတာပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းဖြစ်ကြောင်းလည်းပညာပေးထားပါသေးတယ်။ဒါပြင်မှာအလွယ်တကူရလာတဲ့တန်ဖိုးကြီးပစ္စည်းတွေနောက်ကိုလောဘတကြီးလိုက်မိတဲ့အခါမှာမလိုလားအပ်တဲ့အန်ဒီယိနဲ့ရင်ဆိုင်ရတဲ့ကြောင်းကိုလည်းသတိပေးထားပါသေးတယ်။မိသားစုရဲ့ချစ်ချင်းမြတ်တာကိုဟာသနော်ပြီးတော့အကောင်းဆုံးတင်ဆက်သွားတဲ့ဒီဇက်ကားလေးကိုပရိသတ်တို့သဘောကျလိမ့်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်။နောက်ထပ်လည်းပဲဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်ပေးသွားမှာမလို့ဆက်လက်ဆောင်မျှော်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။